သမီးတော့ဘာဖြစ်လာတော့သမီးရဲ့ဘာလို့ငုံနေရတာတော့နင့်မေနင့်ကိုရိုက်လိုက်ပြန်ပြီလား ဟုတ်ဘူးလေကျူချင်မရပြစ်လာလို့ ရံဖြစ်လာလို့အော်သမီးရဲ့ဘာလို့ရံဖြစ်ရတာလို့နောက်ရံမဖြစ်ရဘူးနော် ဟုတ်အဲ့ကောင်သမီးမချင်တော့မနဲ့ပြန်ကြရင်ကြောင်းသွားပြီးအဲ့ကောင်သမီးပြန်လို့ အော်ပြောနေတန်းလန်းကိုခဲမိတုံရဲ့ဒီမှာသမီးကိုလေးလေးစကားတစ်ခွန်းပြောမယ်တခြားနားတော့နော်ဒီမှာတင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်အမြဲကောင်းအောင်မယ်နားတော့နော်တင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်အမြဲကောင်းအောင်မယ်ဆိုတာသမီးပေါ်ဘသူကပဲဒုက္ခလေးလာပေးပေးဘသူကပဲနည်းနည်းစင်းလေးလှုပ်လှုပ်ရံရံနဲ့မတုံနှင်းရဘူးတဲ့ကြားလားနော်တိခံရမယ်တိခံကြီးကသမီးရဲ့အောင်မြင်ခြင်းလမ်းစာတွေပဲကြားတယ်နော်ပြန်ပြောမယ်တင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်အမြဲကောင်းအောင်မယ် ကောင်းကောင်းမကောင်းကောင်း ကျွန်တော်အမြဲကောင်းအောင်မယ် ကျွန်တော်အမြဲကောင်းရမယ် အေးအိုက်စာသားလေးကိုနော်တခြားနားတော့နော်ဟုတ်ပြီတော်သမီးလွဲကိုတခြားပြန်ချပြီးတော့သမီးစာလုပ်တော့နော် လောက်ဘူး ဟုတ်ဘူးလေသမီးစာချက်ချက်ရောက်ပြီလေသမီးရဲ့စာချက်ရမယ်နော် လောက်ချင်ဘူး ဟုတ်ပြီခေါ်ပါမယ်စာချက်ရမယ်မိတုံရဲ့ လောက်ချင်မအောင်လို့ငါစားလောက်ချင် တော့နင့်ကငါစာချက်လို့ပြောနေတယ်နော် ချက်ချင်ဘူးလို့ အေးမကြက်ရင်လေမတက်ပတ်ကြနင့်ဆရာမနင့်ကိုရိုက်ပါစေလို့ငါဆူတောင်းတယ် ရပါလေးလေးရဲ့လေးလေးကောင်းကောင်းမကောင်းကောင်းသမီးကောင်းမြဲတဲ့နေပါမယ် ဟာ